အားလုံးပဲမင်္ဂလာပါကျမတို့တွေငယ်ရာကနေကြည်လာခဲ့ရတဲ့ကျောင်းပညာရေးမှာကျမတို့ရဲ့ဒီဘဝကြီးကိုဘယ်လိုပုံစံဖန်တီးချင်တာလဲအဓိပ္ပာယ်ရှိတဲ့ဘဝမျိုးဘယ်လိုလုပ်မှာလဲအဓိပ္ပာယ်ရှိတဲ့ဘဝမျိုးကိုဖန်တီးဖို့အတွက်အဓိကအရေးကြီးတဲ့ပတ်စံဒီငွေကြီးရောဘယ်လိုနည်းနဲ့ဘယ်လိုပုံစံနဲ့ငွေရှာပြီးတော့ဒီဟာကိုလက်တွေ့ဘဝမှာနီးမှန်လမ်းမှန်အဓိပ္ပာယ်ရှိစွာအကောင်းဆုံးဘယ်လိုအသုံးချမှာလဲဆိုတဲ့အရာတွေကိုကျမတို့ရဲ့အကြောင်းပညာရေးရနေသင်ယူခဲ့ကြတာမျိုးမရှိဘူးအဲ့တော့ကျမတို့တွေပဲနေရာနေသင်ယူခဲ့တယ်လေကျမတို့ဘဝကိုဘယ်လိုရှင်သန်နေလဲဘဝအတွက်ငွေကြီးကိုရောဘယ်လိုမျိုးစီမံနေကြတာလဲဆိုတဲ့အရာတွေကြတော့ကျမတို့နေရာကနေကြီးလာခဲ့တဲ့ဒီဆက်ရမိဘမိသားစုအတိုင်းဝိုင်းကိုမြင်လာခဲ့တဲ့ပုံစံတွေတိုင်းပဲကိုကလိုက်လို့မိတတ်ကြတယ်ဒီတော့ကိုမိဘတွေအတိုင်းဝိုင်းတွေကသူတို့လုပ်ခဲ့တဲ့ပုံစံတွေကမှန်တယ်မှားတယ်ကောင်းတယ်မကောင်းဘူးဆိုတာတဲ့သူတို့လုပ်ခဲ့တဲ့ပုံစံအတိုင်းကိုကဒါကမှန်တယ်ဖြစ်တဲ့တယ်ဆိုတဲ့အတိုင်းဒီပုံစံမျိုးသွားခဲ့တယ်ဒီမှာစဉ်းစားစရာရှိတာကကျမတို့တွေမိဘတွေသူတို့တွေရဲ့ခေတ်ကာလတုန်းကဒီလိုပုံစံမျိုးသူတို့ရဲ့ဒီဘဝကိုဒီလိုမျိုးနေထိုင်နေသူတို့ရဲ့ငွေကြေးကိုဒီလိုမျိုးစီမံနေပတ်စံဆိုတာဒီလိုရှားတယ်ဒီလိုသုံးတယ်လို့မျိုးသူတို့ရဲ့အခြေအနေနေထားမျိုးတော့ကမှန်ကောင်းမှန်နိုင်ခဲ့တော့လေအခုခေတ်လိုမျိုးခေတ်ကာလပြောင်းလဲနေတဲ့အရာအများကြီးတည်းမှာကျမတို့တွေအခုလိုမျိုးဒီ generation မှာအရင်တော့ကအရင်နည်းဟောင်းပုံစံအတိုင်းကျမတို့လိုက်လို့မရတော့ဘူးဒီလိုလိုက်လို့မရတော့တဲ့အခါမှာအဲ့တော့ဘယ်လိုနည်းလမ်းကကိုယ့်အတွက်မှန်ကန်တာလဲဘယ်လိုဘဝမျိုးကိုနေချင်တာလဲဆိုတာကိုစဉ်းစားရမယ့်အချိန်ရောက်လာပါပြီကျမတို့တွေကကိုယ့်ဘဝကိုဘယ်လိုပုံစံနေချင်တာလဲဆိုတဲ့အရာကိုယ်တိုင်စိတ်ထဲရနေကိုတကယ်ဘာလို့ချင်တာလဲဘယ်လိုဘဝမျိုးကိုရှင်သန်ချင်တာလဲဆိုတာကိုစဉ်းစားဖို့အရေးကြီးတယ်ဒီလိုဘဝမျိုးမှသာနေထိုင်လိုက်မယ်ဆိုရင်ဒီလိုဘဝသာကိုယ်မှာပိုင်ဆိုင်နေမယ်ဆိုရင်လူပြောလို့ကောင်းမယ်ကိုမိဘတွေကကိုကိုဂုဏ်ယူရတယ်အတိုင်းဝိုင်းထဲမှာကြွားဝါလို့ရတယ်လူရှိမျက်နှာပန်းလှတယ်ဒီလိုမျိုးအကြောင်းပြချက်တွေနဲ့လူရှိထုတ်ပြလို့ကောင်းတဲ့အနေအထားမျိုးကိုကောင်းထဲမှာတွေးနေမိနေသလားဆိုတာကိုကျွန်မကစဉ်းစားကြည့်ခြင်းနဲ့တကယ်လို့လက်ရှိကိုဖန်တီးနေတဲ့ဘဝကိုဥတီချက်တစ်ခုနဲ့သွားနေတဲ့ဘဝကတကယ်ကိုလိုချင်တာကိုဟုတ်ရဲ့လားဆိုတာကိုစဉ်းစားကြည့်ခြင်းနဲ့ဘဝဆိုတဲ့အရာကတည်တည်လေးပဲလုပ်နေလို့မရသလိုဒီမဲ့ချက်ကြီးကြီးမားမားတကူဖန်တီးတဲ့နာဖန်တီးရတယ်ကျမအမြဲတမ်းပြောတဲ့ဘဝဆိုတာ expand ကိုချဲ့နိုင်သလောက်ချဲ့လို့ရတယ်ကိုကစိတ်ဆန္ဒတစ်ခုတော့လိုအပ်တယ်ကျမတို့ဘဝကဒီလောက်လေးပဲရရင်ကျင့်တတ်ပါပြီဆိုပြီးတော့ကျမတို့တွေရဲ့ဘဝမှာစီလင်တစ်ခုနော်မမြင်ရတဲ့ invisible စီလင်တစ်ခုမှာတွားပြီးပိတ်မိနေကြတယ်စီလင်တစ်ခုဆိုတာဘာလဲကိုရှစ်ဆက်တိုးလို့မရတဲ့အပေါ်ကနေပိတ်မိနေတဲ့မျက်နှာချက်လိုမျိုးဒီအရာကဘာလဲဆိုရင်တစ်ဖက်ကပြောရင် thermostat လို့လည်းခေါ်တယ်ဒီအရာကကျမတို့ငယ်ရာနေကြည့်ကြတဲ့အခါမှာကိုယ့်ရဲ့မိသားစုမိဘအတိုင်းဝိုင်းကဒီလိုနေထိုင်မျိုးဒီလိုအိမ်ဒီလိုကားဒီလောက်မျိုးဝင်ဝင်နဲ့ဒီလိုကြောင်းမျိုးတွေဒီလိုမျိုးနေနေတယ်ဆိုရင်ကောင်းတယ်ဒါမျိုးကိုကဒီအချိန်မှာအဲ့လိုအနေထားမျိုးအတိုင်းအတာတစ်ခုတော့ရောက်သွားပြီဆိုရင်ကိုကျေနပ်တယ်လို့နဲ့ဒီတိုင်းလေးပဲကျမတို့နေထိုင်လိုက်ကြတယ်ဒီတော့ဒီထက်နေရကနေကျမတို့ဖောက်ထွက်လို့မရတော့ဘူးလားကိုစွမ်းကိုစားကဒီလောက်ပဲရတာလားဒါကဒီလောက်ဆိုရင်ကိုလုံနိုင်တဲ့မြအစွမ်းမိုင်ကုန်မဲလားဒီထက်ပိုကောင်းပြီးစာပေါင်းများစွာတိုးသွားလို့ကောမလုံနိုင်ဘူးလားလုံလို့မရဘူးလားကိုမိဘတွေအတိုင်းဝိုင်းနေသူတို့တွေရဲ့ခြေရာဓာတ်ကိုကအစာပေါင်းများစွာတိုးပြီးလုံလို့ရောမဖြစ်နိုင်ဘူးလားဒီဟာတွေကိုတိုးပြီးလုံမယ်ဆိုရင်ရောဘာကိုကြောက်တယ်လဲတောင်ဝင်ယူရမှာတွေကိုကြောက်တာလားကိုမလုံနိုင်ဘူးဆိုပြီးတော့နှိမ့်ချနေတာလားပတ်ဝန်းကျင်ကလူတွေထဲမှာသူတို့ထက်ငါတအားတာသွားရင်တော့မကောင်းဘူးထင်တယ်ငါ့ကိုလူတွေကပြောကြမယ်ပြစ်တင်ကြမယ်ဆိုပြီးတော့အပြင်ပရဲ့ဝေဖန်ချက်တွေကိုသွားပြီးတော့စိတ်ပူနေမိတာလားတကယ်တမ်းစဉ်းစားကြည့်ပါကိုဘဝကိုဘယ်လောက်ထိအကောင်းဆုံးပြည့်ပြည့်ဝဝနေထိုင်ခြင်းတလဲဆိုတာကိုစဉ်းစားကြည့်ခြင်းနဲ့ဒီတော့ကိုဘဝကိုဘယ်လိုဦးတည်နေတာလဲဆိုတဲ့အခါမှာငါလုံနိုင်စွမ်းကိုယ့်ရဲ့ကာယအာဉာဏအားလုံနိုင်စွမ်းရှိသမျှအစွမ်းကုန်အဆုံးထိအသုံးချပြီးတော့ဘယ်လောက်ထိဘဝကိုငါချဲ့ပြီးအကောင်းဆုံးနေထိုင်နိုင်တယ်လဲဆိုတာကိုစဉ်းစားကြည့်ချင်တာပါဒီတော့ဘဝကိုချဲ့ပြီးနေထိုင်မလဲဆိုတဲ့အခါမှာကျမတို့ငွေရေးကြေးဆိုတာပါရတယ်ငွေရေးကြေးရေပတ်စံရှာတယ်စီးပွားရေးရှာတယ်ဝင်ငွေလမ်းကြောင်းတွေဖန်တီးတယ်ဆိုတဲ့နေရာမှာပတ်စံများများရရင်ပြီးရော
လူတွေကိုမေးလိုက်ရင် financial freedom လိုချင်တယ် millionaire ဖြစ်ချင်တယ် billionaire ဖြစ်ချင်တယ်ဒါတွေပဲပြောကြတာများပါတယ်သို့တော့ okay ဒီငွေတွေကိုလိုချင်တယ်ဆိုတာကဒီပမာဏကိုလိုချင်တဲ့တစ်လဝင်ငွေဘယ်လောက်တော့ရချင်တယ်ဆိုတဲ့ပမာဏကဘယ်ရထွက်လာတာလဲကိုတစ်လကိုဘယ်လောက်ဝင်ငွေရနေချင်တာလဲကိုလက်ရှိနေနေတဲ့နိုင်ငံကဘယ်နိုင်ငံမှာလဲဒီနိုင်ငံနဲ့ပတ်စံနေလားโอเคလက်ရှိကိုကတစ်လကိုဝင်ငွေဘယ်လောက်ရရင်တော့ကို့အတွက်စိတ်သက်သာတာဖြစ်မယ်ဘဝကအသေးပဲရှိမယ်ဆိုတဲ့အနေအထားမျိုးကိုတစ်လကိုလိုချင်တဲ့ဝင်ငွေပမာဏရှိသလားဒီပမာဏဝင်ငွေကတော့ဒီကိန်းကနန်းနံပါတ်ကဘယ်ကနေရလာတာလဲဟိုကလေးပေးစရာရှိလို့တစ်လောက်တာ30ရှိလို့ကလေးချောင်းလာကရှိလို့မိဘတွေပေးရမှာလှူဒန်းတက်မှုကို့အတွက်ဆိုတဲ့30ရာစရိတ်တွေအကုန်လုံးကိုအနေနဲ့တွက်ကြည့်လိုက်တဲ့အခါမှာဒီလောက်လေးတော့ရရင်တော့ကျင်းတတ်ပါတယ်ဒီလောက်တော့ရကျင်ပါတယ်ဆိုတဲ့ပမာဏမျိုးထွက်လာတတ်ကြတယ်ဒီတော့စဉ်းစားကြည့်အောင်ကိုတစ်လောက်ဘယ်လောက်ဝင်ငွေရကျင်ပါတယ်ဆိုတဲ့ထွက်လာတဲ့ပမာဏကဘာတွေကိုကိုသုံးဖို့ရှိနေတာလဲဘာတွေလုပ်ဖို့ရှိနေတာလဲဆိုတော့သုံးရမယ်ဆိုတဲ့အနေအထားတစ်ခုနဲ့ငွေကြေးကိုထွက်လာတဲ့အခါမှာပတ်စံကမရှာရသေးဘူးအစောကြီးကတည်းကဒီပတ်စံကိုငါဘယ်လိုသုံးမှာလဲဆိုတဲ့အနေအထားအတွေးနဲ့မြည်နေရင်ဝင်လာပြီးပြန်ထွက်သွားအောင်မှာပဲဆိုတဲ့အတွေးကခေါင်းထဲမှာလည်းတစ်ဖက်ကရှိနေပြန်တယ်။သို့တော့အဲ့ဒါကိုမတွေးရဘူးလားဆိုတော့လည်းမဟုတ်ဘူးတွေးတဲ့နာတွေးရမှာပဲ။ကိုကဘယ်လိုနေထိုင်ဘဝအောင်နေချင်တာလဲ။ Okay ခုနကတွေးတယ်။လက်ရှိကိုကဘယ်လိုအိမ်မျိုးနေနေလဲ။ဘယ်လိုနိုင်ငံမှာနေနေတာလဲ။တနေ့တာပတ်စံပါတွေဘယ်လိုသုံးနေတာလဲ။ဘယ်လိုအစားအသောက်တွေကိုစားလဲ။ဘယ်လိုဝတ်စားတွေကိုဝတ်လဲ။သားသမီးတွေရှိဘယ်လိုကြောင်းဘယ်လိုအတိုင်းဝိုင်းဘယ်လို education တွေကိုထားနေလဲ။ကိုမိဘတွေကိုဘယ်လိုနေထားမျိုးမှာထားချင်တာလဲကိုကိုယ်တိုင်ဘဝကောကိုကောကိုယ့်ရဲ့ living standard ကိုဆိုတာဘယ်လို standard မျိုးမှာနေချင်တာလဲဆိုတဲ့အနေထားကိုသိချာစဉ်းစားဖို့တလားဒီဟာကိုပြောခြင်းကကျမတို့တွေရွှေတွေစိန်တွေငွေတွေတီးပြီးတော့တကယ်ကိုကြည်ကြည်တဲ့အနေထားမျိုးမှာနေတော့မှအရန်ကဘဝကအတိတ်ပဲရှိတယ်လို့ဆိုလိုတာမဟုတ်ဘူးဒီလိုဘဝမျိုးကိုနေနိုင်တဲ့သူတွေကလည်းသူ့နေရာနေသူနေနိုင်ကြတာရှိကြတာပဲကိုယ့်ဘဝရဲ့အတိတ်ပဲကိုဟောပါဒါတော့အဲ့လိုမျိုးကိုယ့်ရဲ့ဘဝတစ်ခုကဒီလိုအနေထားမျိုးကိုလုံးဝကိုမနေနိုင်တော့ဘူးလားအခုလက်ရှိကိုစွမ်းဆောင်နေနိုင်တဲ့အနေအထားမျိုးကဒီလောက်ပဲလားဒီရတဲ့ကိုဘယ်လိုချဲ့တွင်မှာလဲဒီလိုမျိုးမေးကောင်းပေါင်းများစွာကိုကျမတို့တွေစဉ်းစားခဲ့ဘူးသလားမစဉ်းစားခဲ့ဘူးဒါမျိုးကိုမေးမဲ့သူလည်းမရှိဘူးပတ်စံဆိုတာကမကောင်းဘူးပတ်စံအကြောင်းမှပြောနေရင်အတ္တကြီးတယ်လို့ထင်ခံရမယ်ဒီလိုပဲတစ်ဖက်ကတွေးနေပြီးမှတစ်ဖက်ကလည်းငါပတ်စံရှာရပတ်စံရှာရမယ်ဆိုပြီးတော့ပတ်စံပဲဆွတ်ဆက်ရှာနေပြီးမြဲဘာရည်ရွယ်ချက်နဲ့ဘဝကိုဥတည်သွားနေတာလဲဘာအတွက်ဒီပတ်စံကိုဘဝမှာဘယ်လိုအသုံးချမှာလဲဆိုတာကိုရည်ရွယ်ချက်မရှိပြန်ရင်လည်းလူဆိုတာပြင်ပန်းနေကျမတို့တွေငယ်ရနေကြီးလာတယ်โอเคကလေးဘဝအကြောင်းသူအကြောင်းသားဘဝရောက်နေတဲ့အချိန်တုန်းကရောပတ်စံဆိုတာကိုမုံဘိုးဆိုတာကိုသုံးလိုက်ရတဲ့အနေအထားမျိုးလေးခါမှာလေโอเคငါရလာတဲ့ဒီမုံဘိုးလေးကိုစားချင်တာတွေစားဖို့အတွက်ငါဒါလေးတော့စားမယ်ဆိုပြီးဘယ်မုံလေးတော့စားမယ်ဆိုပြီးတော့တွေးတယ်တဖြည်းဖြည်းနဲ့အရွယ်တစ်ခုရောက်လာတဲ့အခါကျတော့လိုချင်တဲ့ပစ္စည်းလေးတွေရဖို့အတွက်စားနေတဲ့မူပိုးလေးတွေကိုโอเคဒါလေးတော့ဒီလောက်ပဲစားလိုက်တော့မှဒါလေးတွေရောငါစုပြီးတော့လိုချင်တာလေးကိုဝယ်သုံးလိုက်မယ်ဆိုပြီးတော့ဝယ်စုပြီးတော့ဝယ်လိုက်မယ်ဆိုပြီးတော့မစမ်းမခဲ့ဘူးလားစဉ်းစားခဲ့တယ်ဒါတော့ဘဝထဲမှာငွေကြေးဘဝနဲ့ငွေကြေးဆိုတာကိုခွဲထားလို့မရဘူးအဲ့ချိန်မှာကိုရီမိဘကကိုမမိုးပေးနေတဲ့အချိန်တော့ဘလို့တင် जा ခဲ့တာမျိုးတွေရှိတယ်လေမိဘတွေကတင် जा ပေးနိုင်တာရှိမယ်မတင် जा ပေးနိုင်တာရှိမယ်ပြီးတော့အဲ့ငယ်ရကနေတဖြည်းဖြည်းနဲ့အရွယ်တစ်ခုရောက်လာကြပြီအလုံးလုံးပြီအလုံးလုံးပြီဆိုတဲ့အနေထားမှာလဲကိုကငယ်အားနေကြည့်တော့ဘလို့အလုံးမျိုးကိုလုံးမှာလဲဒီလိုအလုံးမျိုးဒီလိုလားစာမျိုးရတဲ့အလုပ်ကိုလုပ်ပြီးတော့ဒီလို professional အလုပ်ကိုရွေးပြီးတော့ငါဘဝကြီးကိုဘလို့ဖန်တီးမယ်ဆိုပြီးတွေးခဲ့တာလားကျောင်းစာတွေတော့လုပ်တယ်ဒါပေမဲ့ဒီလိုပဲတက္ကသိုလ်ပြီးသွားတယ်ရတဲ့အလုပ်ကိုလုပ်လိုက်တယ်ကျောင်းပြီးသွားတယ်အဲ့ဒါကျောင်းပြီးတဲ့အရာနဲ့လုပ်ဖို့ဝင်တယ်အလုပ်လုပ်လိုက်တယ်ပတ်စံရတယ်လောက်ကုံရဲ့အချိန်တိုင်းပတ်စံရမှာဆိုပဲလမ်းကြောင်းသွားတာလားတချို့အနေထားကြတော့လုပ်ခဲ့ဒီလို professional ကိုရအောင်လုပ်မယ်ဆိုပြီးတော့ကျောင်းစာတွေမှာစူးစမ်းကားခဲ့ကြတယ်ဒီလိုတက္ကသိုလ်မျိုးတွေတက်တယ်ကိုလိုချင်တဲ့အလုပ်ကိုရနေပြီ professional ရနေပြီ okay အဲ့တော့လစာပုံမှန်ဝင်ငွေရနေတဲ့ကိုက adult အရွယ်တယောက်ရောက်နေပြီဆိုရင်ကိုကငါပတ်စံတော့ရှာနေနိုင်ပြီလာကောင်ရင်သူ့ project တွေပြီးရင်ပတ်စံရလာမယ်ပြီးသုံးချင်တာလေးသုံးလိုက်မယ်ပြီးလုံးလုံးဆရာသွားလုပ်လိုက်မယ်ပြီးရင်
ကုန်သွားမယ်ပြန်ရမယ်ဒီ routine နဲ့မှပဲတစ်ခါပြန်လည်နေတတ်တယ်အဲ့တော့ကိုကဒီအနေထားမှာပဲဆက်နေမှာလားဘလောက်အနေထားထိကိုယ့်ရဲ့ဘဝကိုဘယ်လိုပုံဖော်မှာတော့ကိုယ့်ရဲ့တယောက်တည်း okay ကိုက adult single life မှာပဲရှိနေတဲ့အနေထားဆိုရင်တော့ကိုယ့်ရဲ့ရသမျှဝင်ငွေတွေကကိုယ်တယောက်တည်းနဲ့သက်ဆိုင်တာပေါ့မိဘတွေကိုပံ့ပိုးပေးရတယ်ဆိုတဲ့အနေထားသူတွေရှိတယ်ဆိုရင်လေကိုယ့်ဘဝအတွက်ကိုဘယ်လိုမျိုးငွေကြေးကိုဘယ်လိုစီမံမလဲမိဘတွေကိုပေးစရာရှိတာကိုဘယ်လိုစီမံမှာလဲဆိုတဲ့အချက်တွေကိုလည်းစဉ်းစားရတယ်တခြားလေးစဉ်းစားပြီး system တစ်ခုချရတယ်ဒီလိုမျိုး single life ကနေပြီးတော့မှဖြည်းဖြည်းနဲ့ relationship တွေရှိလာပြီးအိမ်အောင်တွေပြုလာပြီးဆိုရင်ကိုယ့်ဘဝမှာကိုယ့်တယောက်တည်းငွေချင်းမဟုတ်တော့ဘူးကိုယ့်အိမ်အောင်ဘက်ရဲ့ငွေချင်းဆိုတာပါလာပြီဒီနှစ်ယောက်အိမ်အောင်ဘက်နှစ်ယောက် relationship တစ်ခုမှာငွေရေးချင်းရေးပေါင်းလာတဲ့အခါမှာကိုယ်တိုင်ကလေကိုယ့်ရဲ့ငယ်ရာကနေကြည်လာခဲ့တဲ့ငွေချင်းနဲ့သက်ဆိုင်တဲ့ mindset အတွေးခေါ်အပြုအမူ behavior တွေအကုန်လုံးပေါင်းပြီးပါလာတယ်လို့တစ်ဖက်ကကိုယ့်ရဲ့အိမ်တော်ဘက်ကလည်းသူလည်းငယ်ရာကနေကြည်လာခဲ့တဲ့အတွေးခေါ် money mindset တွေ behavior တွေအကုန်လုံးပါလာခဲ့မှာပဲအဲ့တော့ဒီနေရာမှာသူမှန်နေကိုမှန်နေဆိုတာထက်သူ့တော့ကသူ့အတွက်ဒီလိုပုံစံကမှန်နေခင်ရှိတယ်လို့မျိုးကိုလည်းကိုတော့ကဒီလိုနီးလန်းနေရမှန်နေကောင်းရှိတယ်လို့နှစ်ယောက်ပေါင်းလိုက်တဲ့တဘဝတစ်ခုမှာနှစ်ယောက်ဥတည်နေတဲ့ဒီနှစ်ယောက်ပေါင်းတဘဝငါတို့ဘယ်ဘဝမျိုးကိုဥတည်နေမှာလဲဆိုတဲ့အခါကျတော့သူ့မှာရှိနေတဲ့သူ့ရဲ့အတွေးခေါ် mindset အပြုအမူတွေနဲ့ကိုယ်မှာရှိနေတဲ့အတွေးခေါ် mindset အပြုအမူနေတဲ့အခါမှာလိုအပ်တာလိုအပ်တယ်လို့ adjust လုပ်ဖို့ communicate လုပ်ဖို့ negotiate လုပ်ဖို့အရင်ကိုအရေးကြီးတယ်ဒီတော့ relationship တစ်ခုရောက်တဲ့အခါမှာအိမ်အောင်ပြုတ်တဲ့အနေအထားမျိုးမရောက်ခင်အခြေအနေမျိုးမှာဘယ်သူမှတော့ငါတို့ပတ်စံမို့တော့ဘယ်လိုလုပ်ကြမလဲဆိုတာကိုပြောဖို့တော့နေတယ်သို့တော့ကိုယ်အနေနဲ့စဉ်းစားလို့ရနိုင်တဲ့အနေအထားမျိုးဆိုရင်စဉ်းစားစီခြင်းနဲ့လူတစ်ယောက်ချစ်တာမြတ်တာရှိတာကတစ်ပိုင်းတစ်ဖက်မှာကဘလို့မှပြောင်းလဲလို့ပြင်ယူလို့မရတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ဘလို့မှသဘောထားချင်းမတိုက်ဆိုင်တဲ့အနေအထားမျိုးတွေရှိနေတာလားအိမ်အောင်မပြုတ်ခင်တည်းကောသူ့ဘက်ကကိုယ့်ဘက်ကညှိလို့မရမယ့်အနေအထားမျိုးတွေရှိနေသလားဒါဆိုရင်ကြိုပြီးတော့ဘယ်လိုမျိုးငါတို့ညှိထားမလဲโอเคအိမ်နောက်တစ်ခုပြုတ်လာပြီဆိုရင်လေသူကရောဘယ်လိုပုံစံနဲ့သွားမှာလဲငါကတော့ဘယ်လိုပုံစံသွားမှာလဲကျမတို့တွေအိမ်နောက်တစ်ခုဖြစ်လာပြီဆိုရင်ကျမအမြဲတမ်းပြောတယ်ဘဏ်အကောင့်ဆိုတာအနည်းဆုံး3ခုလောက်ရှိရတယ်ပြောချင်တာက his ရဲ့ her ရဲ့ our ရဲ့ဆိုပြီးရှိတယ်သူဆိုတာသူဆိုတဲ့ his ဆိုတဲ့အခါမှာလဲသူလည်းသူ့ရဲ့ကိုယ်ပိုင်ပတ်သက်တဲ့ပတ်စံသူ့ရဲ့ဘဝမှာလုပ်ချင်တာလေးတွေရှိမယ် her ဆိုတဲ့အတိုင်းကိုယ်လည်းကိုယ့်ဘဝမှာလည်းကိုယ့်ရဲ့ personal လုပ်တာလေးတွေရှိမယ် our ဆိုတဲ့နှစ်ယောက်ပေါင်းသူ့ရဲ့ကိုယ့်ရဲ့နှစ်ယောက်ပေါင်းနဲ့ပတ်သက်ပြီးတော့လိုအပ်တဲ့အရာလည်းလုပ်တာလေးတွေရှိမယ်ဒီအပိုင်းတွေကိုတော့ကိုတို့ကငွေကြေးဘယ်လိုမျိုးစီမံခန့်ခွဲမှာလဲဒါမျိုးဆွေးနွေးတာမျိုးတွေရှိသလားဒီကနေတဆင့် okay နောက်သားသမီးတွေရောက်လာပြီဒီသားသမီးတွေရဲ့နောက်ရေးကျောင်းပညာရေးအခုခေတ်ကာလမှာကျောင်းပညာရေးဆိုတဲ့အခါမှာဈေးကြီးတဲ့ကျောင်းကိုထားလိုက်တိုင်းကောင်းသွားရောလားပတ်ဝန်းကျင်အဘေးကနေပြီးတော့ဟိုတနတ်ဒီတနတ်နေတက်ဖို့တကယ်လိုအပ်တာလားတကယ်ပံ့ပိုးပေးဖို့လိုအပ်တာလားပြောကောင်းအောင်လုပ်နေမိတာလားဒီကလေးပညာရေးကိုထောက်ပံ့ပေးဖို့အတွက်ဒီအိမ်အောင်ရှိအိမ်အောင်2ယောက်အိမ်အောင်တဲ့2ယောက်မိဘ2ယောက်ကိုယ်တွေ2ယောက်ကဘယ်လိုမျိုးလောင်းထမ်းအတွက်စီမံထားမှာလဲဒါလေးတွေစဉ်းစားရမယ်ဒါနဲ့တို့ဒီအိမ်အောင်တစ်ခုမှာသူ့ဘက်ကိုယ့်ဘက်မိသားစုအတိုင်းဝိုင်းနေဆိုတာရှိသေးတယ်ဒါတွေကိုကိုယ်တွေထောက်ပံ့ဖို့လုပ်မယ်ဆိုရင်ဘယ်လိုထောက်ပံ့မှာလဲဒီ2ယောက်ကဘယ်လိုညှိနှိုင်းရမှာလဲဒါတွေအပြင်မှာမှ okay ကလေးရလာပြီးတော့ဒီကလေးအတွက်ကလေးအတွက်လုပ်ပေးတဲ့အခါမှာတစ်ချိန်ကို retire လုပ်မဲ့အရွယ်တစ်ခုကိုလည်းအသက်တရာကြီးတာမှာကလေးဆိုတာကအသက်အရွယ်တစ်ခုရောက်လာပြီးတက္ကသိုလ်ရောက်ပြီးသူလည်းသူ့ဘဝသူလမ်းကြောင်းလျှောက်သွားမှာပဲကိုလည်းကိုယ့်ဘဝကိုလမ်းကြောင်းလျှောက်သွားခဲ့မှာပဲကိုရီတော့ကကိုရီမိဘကဘလို့ပဲသူတို့စီမံခဲ့သည်ရှိတော့လက်ရှိအနေအထားမှာကိုရီရဲ့နှစ်ဖက်မိဘကိုပြန်ထောက်ပံ့နေရတဲ့သူအနေအထားလည်းရှိခြင်းနဲ့ရှိမယ်ထောက်ပံ့စရာမလိုတဲ့အနေအထားလည်းရှိခြင်းရှိမယ်ကိုယ်တိုင်ကတော့ကိုယ်သားသမီးအလှည့်ရောက်ပြီဆိုရင်ဒီသားသမီးကအရွယ်တစ်ခုရောက်လာတဲ့အခါမှာကိုယ့်ကိုပြန်ညှဲ့ပြီးထောက်နေရတဲ့အနေအထားမျိုးကိုယ်တိုင်ကရှိခြင်းသလားဒါမှမဟုတ်သားသမီးကိုလွတ်လွတ်လပ်လပ်ပြန်တန်းပေးပြီးတော့ကိုယ့်ကိုလှည့်ကြည့်စရာမလိုအောင်စိတ်ပူစရာမလိုအောင်ကိုရီကလည်းအသက်အရွယ်ကြီးတဲ့ဒီမမရက်တည်နိုင်နေသေးတဲ့အနေအထားမျိုးနေမယ်ဆိုတာမျိုးရောဖြစ်ချင်သလားဒါဆိုရင်အခုကတည်းကကိုဘယ်လိုမျိုးကြအောင် plan ထားရမှာလဲဒါတွေကိုစဉ်းစားရမယ်ကျမတို့တွေဘဝမှာ lifestyle design ဆိုတာကိုဆွဲရတယ်ကိုဘဝကဘယ်လိုနေချင်တာတော့ဒီလိုပဲစိတ်ကူးပေါက်ရပေါက်တယ်လို့ဒီ
ဒီနေ့တော့ဟိုသွားလိုက်မယ်ဟိုဒီလိုအလုပ်လိုက်မယ်ဆိုတော့စိတ်ကူးပေါက်ရထင်စရာပတ်စံတွေကိုရှောက်တုံးနေဆိုတာထက်ငါတို့တွေโอเคဒီမိသားစုအတွင်းမှာဒါမှမဟုတ်2ယောက်ရှိတယ်ဆိုလဲငါတို့တစ်ပတ်တစ်ခါတစ်လတစ်ခါဒိမ့်နိုင်သွားကြမလားဒါမျိုးလေးတွေတခြား plan ထားရတယ်ဆိုရင်ကိုယ့်ရဲ့ပတ်စံကိုပျော်ပျော်ရွှင်ရွှင်လဲ300ရောက်တယ်စိတ်ထင်နိုင်ရှောက်တုံးလိုက်ပြီးတော့လောက်ပုံလုံးမှာငါတို့ပတ်စံတွေ300များနေပြီဆိုပြီးတော့တဦးနဲ့တူအပြစ်တင်နေစရာလည်းမလိုဘူးတကယ်တမ်းစဉ်းစားကြည့်လေကိုရီကပတ်စံမသုံးနဲ့လို့မပြောဘူးသုံးလိုချင်တဲ့အရာကိုလိုချင်တယ်လို့သုံးပြီးတော့မလိုချင်တဲ့အရေးမပါတဲ့အရာကိုမသုံးရဖို့အတွက်ကဝမ်းနည်းနေစရာမလိုတော့ဘူးလေအဲ့တော့ငွေရေးချင်းကိုကြိုတင်ပြီးတော့စီမံထားမယ်ကိုဖို့တကယ်လိုချင်တဲ့ဘဝကဘယ်လိုမျိုးလဲရရင်ရတဲ့ဟာကိုလိုအပ်တယ်လို့စီမံထားမယ်ဆိုရင်ဘဝကဒီအရာက freedom ပဲ financial freedom ဆိုတဲ့နေရာမှာကဘုံဘလောအောက်ပုံတော့ပြီးတော့အများကြီးရနေတယ်ဆိုတဲ့ဟာအဓိကပြောချင်တာတဲ့ကိုဝင်ဝင်ရှာတဲ့အခါမှာကိုယ့်ရဲ့အစွမ်းအစနဲ့ကိုယ်သဘောကျတဲ့အလုပ်နဲ့လူတွေကိုအကျိုးပြုနိုင်တဲ့အလုပ်မျိုးနဲ့တမအာဇီဝစူးစမ်းပန်းစားအလုပ်လုပ်ပြီးတော့ရလာတဲ့ဝင်ငွေနဲ့ကိုလိုချင်တဲ့ဘဝပုံစံမျိုးကိုဖန်တီးပြီးတော့လွတ်လွတ်လပ်လပ်နေထိုင်များမျိုးကလည်း financial freedom ပဲ financial လို့ပြောလိုက်တဲ့အခါမှာကျမတို့ဘဝတွေကမထင်မှတ်ထားတဲ့အရာတွေဆိုတာရှိတယ်မမြင်နိုင်တဲ့အရာတွေဒီလိုမျိုးမမြင်နိုင်တဲ့ unexpected ဖြစ်လာတဲ့အရာတွေကိုရော emergency case လိုမျိုးတွေရောကျမတို့ဘယ်လိုမျိုး protect လုပ်မှာလဲဘယ်လိုကာကွယ်မှာလဲလူအသက်ဆိုတာကဘယ်ချိန်မှဘာဖြစ်သွားမယ်ဆိုတာကျမတို့မသိဘူးကျမကြီးဆိုတာကဘာဖြစ်မယ်ဆိုတာလည်းမသိဘူးဒါတော့ကျမကြီးကုန်ကြစီတွေကိုကဒါတွေကိုကိုမိသားစုတစ်ခုမှာကိုကတကယ် main ငွေကြေးရှာနေတဲ့သူတယောက်ဖြစ်နေတယ်ဆိုရင်ကိုသာမရှိတော့ဘူးဆိုရင်နောက်ကိုရမိသားစုတွေကဘာတွေဘယ်လိုလုပ်မှလဲဆိုတာအတွက်ကောကြိုတင်စဉ်းစား plan ထားတာရှိသလား financial plan နဲ့မှာဒီချက်တွေအကုန်လုံးကျမတို့စဉ်းစားရတယ်။ဒါတွေကိုဟုတ်တော့ဟုတ်တယ်လို့တော့လို့ပြီဆိုပြီးတော့စိတ်ကူးလေးနဲ့ထားရုံနဲ့မရအောင်။ဒီဇိုင်းမတ်တွေချဆွေးနွေးစရာဆွေးနွေးမယ်တိုင်ပင်တက်တာတိုင်ပင်မယ်လှုပ်ရှားရှိတာကိုအမြဲဆုံးမြန်မြန်လုပ်ဖို့အရေးကြီးတယ်။ငွေကြီးလို့ပြောတဲ့အခါမှာတချို့အနေနဲ့လည်းဓာတ်အနေနဲ့အကျွေးတွေရှိနေတာမျိုးရှိမယ်။လို့သဘောတဘာဝရစီးပွားရေးရအကျွေးယူထားတာလည်းဖြစ်မယ်။ personal အရာအကျွေးတွေယူထားတာလည်းဖြစ်မယ်။ debt ဆိုတဲ့အကျွေးပြောတဲ့အခါမှာအကျွေးဆိုတာကကောင်းခြင်းဆိုးခြင်းဆိုတာတဲ့တချို့အတွက်ကြတော့ပိုပြီးချက်တွင်ပို့အတွက်အကျွေးယူတာရှိသလိုတချို့ကြတော့ရအောင်စီမံနိုင်လို့အကြမ်းမြင့်မြင့်ကြအကျွေးဆိုတာရှိတယ်ဒီတော့ဒီအကျွေးတွေကိုဘယ်လိုစီမံမှာလဲအကျွေးဆိုတဲ့နေရာမှာဘယ်နိုင်ငံပေါ်ရောက်နေတာလဲကိုယ့်ရဲ့နိုင်ငံအနေထားပေါ်မူတည်ပြီးတော့ဒီ debt ဆိုတဲ့အကျွေးတွေကိုဘယ်လိုလုပ်တယ်လဲအချို့တွေအိမ်ဝယ်တယ်ကားဝယ်တယ် instrument နဲ့ဝယ်တယ် okay မဝယ်ခင်မှာအရင်စဉ်းစားကိုရောက်နေတဲ့နိုင်ငံတော်မှာအိမ်ကြီးအိမ်ကောင်းကားကြီးကားကောင်းနဲ့နေရတော့မှလူရှိပြလို့ကောင်းလို့နှစ်ရှည်ကာလများပေးနေရတဲ့ instrument တွေလစဉ်ကိုပုံအောပြီးပေးနေရတဲ့အနေအထားကိုလုပ်နေတာကကိုယ့်အတွက်တကယ်လိုအပ်တာလားဒါမှမဟုတ်တကယ်အာရုံစိုက်ရမယ့်အရာကဘယ်အရာလဲ။ Okay ကိုယ့်ရဲ့ living standard အရာကိုလိုချင်တဲ့အနေအထားမျိုးကဒီလိုအိမ်မျိုးဒီလိုကားမျိုးဒီလိုအတိုင်းဝိုင်းမျိုးကိုဒီလို instrument တွေနဲ့ကိုလုပ်ပြီးပြီဆိုရင်ဒီဟာကိုလစဉ်ကိုဘယ်လိုစီမံပြီးတော့ကိုယ့်အတွက်လည်း burden မဖြစ်အောင်ဘယ်လို planning လုပ်မလဲ။ credit card တွေသုံးတယ် credit အကြွေးတွေရှိတယ်ဒီလွယ်တယ်ဆိုပြီးတော့နိုင်ငံတွေမှာ credit card တွေအလွယ်လေးသုံးလိုက်တယ်။ Okay credit card တွေသုံးတဲ့နေရာမှာလည်းဒီ credit score ဆိုတဲ့အရာကိုနားလည်ထားသလား။ဒီဘဏ်တွေကနေပြီးတော့မှဒီ credit score များတယ်ဆိုရင်ကိုယ့်အတွက်ပိုကောင်းတဲ့ chance တွေ opportunity များတာတွေရှိတယ်။ဒါတွေကိုကိုနားလည်ပြီးအကောင်းဆုံးအသုံးချသလား။ဒါမှမဟုတ်လွယ်တကူတလို့သုံးပြီးတော့ဒီ credit တွေတလားများပြီးအကျွေးတွေပြီးနေတာအတိုးတွေများလာတာရှိသလား။ဒါတွေကကိုတာဝန်ယူရမယ့်အပိုင်းတွေရှိတယ်။နောက်ကိုယ့်ရဲ့လုပ်နေတဲ့အလုပ်တွေနေထိုင်ပေါ်တွေမှာမူတည်ပြီးတော့ tax ဆိုတဲ့ taxation နဲ့ပတ်သက်ပြီးတော့ဒီလိုပဲပေးလိုက်တာပဲမပေးလိုက်ဘူးဆိုပြီးတော့နေတာထက်ကိုနဲ့သက်ဆိုင်ရာဟာကိုကဘယ်လောက်ထိကိုနားလည်ထားသလဲကိုယ့်ရဲ့လုပ်ငန်းကိုလုပ်နေတဲ့အလုပ်တွေ personal income business income ဒါတွေကနေပြီးတော့မှကောနားလည်ထားသူတွေနဲ့ဆွေးနွေးတိုင်ပင်ထားတာရှိသလား tax လို့ဆိုပေါ်တဲ့ tax မှာလေကိုယ့်အတွက်ကင်းလွန်ခွင့်သက်သာခွင့်တွေရှိတယ်ဆိုတဲ့အချက်တွေရောနားလည်ထားတာသိထားသလားကို tax တွေတော့ဆောင်တယ်ဒီဆောင်တဲ့ tax တွေနဲ့ကိုပြန်ပြီးကိုယ့်အတွက်ပြန်အသုံးချလို့ရမယ် benefit တွေကိုကိုပြန်အသုံးချနေသလားဒီအချက်တွေကိုလည်းစဉ်းစားရတာဒါတွေကကျမတို့မသိဘူးမစဉ်းစားဘူးမလုပ်တတ်ဘူးလုပ်လို့မရဘူးဒါတွေက business စီးပွားရေးလုပ်တဲ့သူတွေပဲလုပ်တာဒါတွေကရုံးထိုင်နေပဲလုပ်တာဒါက HR နဲ့ finance ပဲလုပ်တာဒါကတော့ accountant ပဲလုပ်တာဒါကတော့ကျမမသိဘူးလုပ်လို့မရဘူးလေ
တကယ်တမ်းစဉ်းစားကြည့်ပါဒါတွေအကုန်လုံးကိုကျမတို့ကကျမကတော့ finance နဲ့ပတ်သက်ပြီးတော့ professional အလုပ်ကြီးကိုလုပ်ရပါမယ်ဟေ့ဆိုပြီးတော့တနန်းနေတက်ပြီးဘွဲတွေယူခိုင်းပြီးလုပ်တာကိုပြောချင်တာမဟုတ်ဘူးကို့အတွက်ကိုရှာနေတဲ့ပတ်စံကဘယ်လမ်းကြောင်းကနေဝင်လာတာလဲဘယ်လမ်းကြောင်းကိုဘယ်လိုထွက်သွားလဲဘဝကဘယ်လိုအသုံးချနေလဲဆိုတာကိုဘဝကိုအကောင်းဆုံးတော့စီမံနိုင်ရမှာပေါ့ကျမတို့တွေအမျိုးသမီးတွေအိမ်အောင်ရှင်အမျိုးသမီးတွေဆိုရင်လေအမျိုးသားတွေကအဓိကငွေရှာပေးတယ်ကိုယ်တိုင်လည်းငွေရှာနေတယ်သားသမီးတွေရှိမယ်နှစ်ယောက်သူရှာနေတယ်ဒီဟာဆိုရင်အမျိုးသားကိုလည်းငွေကြေးကိုယ့်ရဲ့ငွေကြေးနှစ်ယောက်ပေါင်းငွေကြေးဒါတွေကိုကျမတို့ဘယ်လိုစီမံမှာလဲကျမတို့အမျိုးသမီးတွေနဲ့အိမ်အောင်မရှိခင်အမျိုးသမီးတွေဆိုရင်ကိုယ့်ဘဝကိုဘယ်လောက်ဆုံးအကောင်းဆုံးစီမံနေမှာလဲငွေကြေးနဲ့ပတ်သက်တဲ့ money management financial planning ဒီခေါင်းစဉ်တွေနဲ့မှာကျမပြောသွားတဲ့အချက်တွေထဲမှာဂယုမဆိုင်ပဲမေ့ထားလို့ရတဲ့အချက်တစ်ချက်မှမပါဘူးဒီဟာနဲ့တူကျမတို့တွေကဘဝမှာโอเคကိုယ့်ရဲ့ဘဝအခုချိန်မှာငွေကြီးတော့အကောင်းဆုံးဆင်ပြေနေပြီတိတ်ပြီးပူပန်နေစရာမလိုတော့ဘူးဆိုရင်လေဘယ်လောက်ထိလူတွေ contribution ပေးခြင်းလဲလောက်ကရည်မလို့ကြိုးပြခြင်းလဲကိုယ့်ရဲ့ passion project တွေလူတွေကိုကူညီတဲ့ project တွေလောကရည်ကူညီတဲ့ project တွေပတ်စံကိုများများရှာလာနိုင်နေဆိုရင်ဒီလိုမျိုးကိုလုပ်ဖို့ရော charity တွေလုပ်ချင်တာလားလူတန်းတာတွေလုပ်ချင်တာလားဒါတွေအတွက်လည်းကျမတို့စဉ်းစားရတာပဲဒီမှာ charity တွေလုပ်တယ်လူတန်းတာတွေလုပ်တယ် donation တွေလုပ်တယ်ဆိုတာကပတ်စံတွေပိုလာကမှလုပ်ရမယ်လို့ကျမမဆိုလို့ဘူးလက်ရှိရောက်နေတဲ့အနေအထားမှာကလေးကဘယ်လောက် portion ပမာဏကိုတော့လူတန်းတာအတွက်သုံးမလဲဒါကိုရအောင်စီမံထားလို့ရတယ်လူတန်းတာကောင်းတယ်ဆိုပြီးတော့ကိုယ့်ရဲ့ရှိနေသမျှငွေအကုန်လုံးကိုစွတ်ဆက်သုံးချလိုက်ပြီးတော့ကိုယ့်ရဲ့ဘဝမှာငွေကြီးအဆင်မပြေတာမျိုးဖြစ်ပြီးကျွေးရွာလောက်တဲ့အနေအထားမျိုးတွေမလုပ်ဖို့တတိထားပြန်တယ်ဒါမှကျမတို့တွေပတ်စံ investment လုပ်ကြတယ်ရင်းနှီးမြှုပ်နှံမှု investment လုပ်တဲ့အခါမှာရွှေဝယ်မှာလား stock ဝယ်မှာလားအင်ချန်ပီယံလားဘာလားဆိုရဲဘာတွေရှိသလဲအရင်ဆုံးလေ့လာပြီးပြီလားသူများပြောလို့လိုက်လုပ်လိုက်တာတဲ့ကိုနဲ့ကြိုက်တဲ့အနေအထားကိုသိသလားရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ငွေကိုပွားအောင်လုပ်တဲ့အခါမှာဆုံးရှုံးနိုင်ခြင်း risk ဆိုတဲ့အနေအထားကိုခံနိုင်လောက်တဲ့ risk tolerance ကိုအတွက်ဘယ်လောက်တဲ့ risk ကိုလုပ်နိုင်တာရှိသလဲဒါတွေကိုတခြားစဉ်းစားမလား investment ဆိုတဲ့ရင်းနှီးမြှုပ်နှံမှုဆိုတဲ့နေရာမှာကျမတို့ self investment ဆိုတာအရင်ရေးချင်တယ်ကိုရင်းနှီးမြှုပ်နှံတာကိုယ့်ရဲ့အတွေးခေါ်အသိပညာဉာဏ်ပညာအတတ်ပညာဒါတွေကိုပိုကောင်းတဲ့ကောင်းလာအောင်ကျမတို့ဘယ်လိုမျိုး learning တွေလေ့လာမှုတွေလုပ်မှာလဲဘယ်နေရာကနေ learning လုပ်လို့ရတယ်လဲဒီအတွက်ကောကိုငွေကြီးကိုအသုံးချပြီးတော့ဘယ်လိုမျိုးကိုယ့်ရဲ့ရှိတဲ့ skill တွေပိုကောင်းအောင်ဘယ်လိုမျိုး self investment လုပ်လို့ရနိုင်တယ်လဲဒီချက်တွေကိုလည်းကျမတို့စဉ်းစားရတယ်ဒါတွေအားလုံးကိုကလုပ်နေပြီဆိုရင်အဲ့တော့ငွေလမ်းကြောင်း income stream ခုခေတ်ကာလမှာငွေလမ်းကြောင်းတစ်ခုတည်းကိုသွားတယ်ဆိုတာထက်ငွေလမ်းကြောင်းကိုချဲ့နေခြင်းတာဒီရှိတယ်ဒါတော့ဘလို့ငွေလမ်းကြောင်း income stream တွေကိုကျမတို့ချဲ့နိုင်တယ်လေလက်ရှိကိုလုံးနေတဲ့အလုပ်ကနေနောက်ထပ်ငွေလမ်းကြောင်းတွေကိုဘယ်လိုမျိုးချဲ့ဖို့အတွက်အခွင့်အလမ်းတွေရှိသလဲကျမတို့ကိုယ်တိုင်ကဘာတွေလုပ်နိုင်သလဲဘာတွေကိုလေ့လာလိုက်မယ်ဘယ်လို skill တွေကိုကိုမြင့်တင်လိုက်မယ်ဆိုရင်တော့ဒီတက်ပိုကောင်းတဲ့ရအောင်ရမလာနိုင်ဘူးလားဘယ်လိုအခွင့်အလမ်းတွေရှိတော့လက်ရှိရောက်နေတဲ့ငွေလမ်းကြောင်းကကိုလှုပ်ချင်တဲ့ကိုစန္ဒာနဲ့ကိုက်ညီသလားကိုယ့်ရဲ့ professional လမ်းကြောင်းကကိုပြောသလားလမ်းကြောင်းပြောင်းမှာလားလက်ရှိနေတဲ့အနေအထားကိုအကောင်းဆုံးဘယ်လိုလုပ်မှာလဲငွေလမ်းကြောင်းကိုဘယ်လိုဖန်တီးမှာလဲဒီရဲ့ဝင်ငွေလမ်းကျမတို့စဉ်းစားရတယ်။ဒါတော့ဒီအရာတွေကျမတို့အားလုံးဘဝနဲ့ငွေချင်းနဲ့သက်ဆိုင်တဲ့အရာတွေအားလုံးမှာကိုယ်စိတ်ထဲမှာဘယ်လိုရှိနေတာလဲဆိုတဲ့အတွေးရဲ့ mindset တွေ many နဲ့ပတ်သက်တဲ့ psychology တွေဒါတွေကိုလည်းမေ့ထားလို့မရပြန်ဘူး။ဒါကြောင့်ကျမအမြဲတမ်းပြောပါတယ်။ကျမတို့တွေဘဝမှာ life and wealth ကို mastery အနေနဲ့ master လုပ်ဖို့ဆိုရင် personal finance ဆိုတဲ့ကျမတို့ပြောတယ်ဘယ်လိုမျိုးပတ်စံကိုရှာမှာလဲဘယ်လိုသုံးမှာလဲဘယ်လိုစုမှာလဲဘယ်လိုရင်းနှီးမြှုပ်နှံမှာလဲဆိုတဲ့ personal finance နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျမတို့ strategy ပိုင်းဆိုင်ရာ system တွေကျမတို့သိရတယ်။ဒါနဲ့အတူကျမတို့တွေစိတ်ပိုင်းဆိုင်ရာအရ mindset တွေ money mindset တွေဘယ်လိုရှိသလဲ money psychology တွေအတွေးခေါ်တွေဘယ်လိုရှိတာလဲ behavior finance လို့ခေါ်တဲ့အတွေးခေါ်ပြုမှုတွေကငွေကြေးမှာဘယ်လိုလာပြီးတော့တိုင်ရမှုရှိနေတာလဲဆိုတဲ့အပိုင်းတွေကျမတို့စဉ်းစားရတယ်အလုပ်မဲ့လုပ်မယ်ဆိုပြီးတော့ masculine များနဲ့လုပ်နေဖို့လဲလိုအပ်တယ်လို့တစ်ဖက်ကဒါအောင်ငါဘယ်လိုညှိမှာလဲဘဝကိုဘယ်လိုစီမံမှာလဲဘယ်လို communicate လုပ်မှာလဲစိတ်အတွင်းကအကောင်းဆုံးဘယ်လိုလုပ်မှာလဲဆိုတော့ feminine ဆိုင်ရာတွေ masculine feminine နှစ်ခုလုံး energy ကိုကျမတို့ရောရတယ်
အဲ့တော့ငွေကြီးရဲ့ life and wealth တစ်ခုမှာပြောရရင်ပတ်စံကြီးပဲရှာနေတယ်ဆိုတော့ wealth ဆိုတာတဲ့တကယ်ကြွယ်ဝချမ်းသာခြင်းဘဝအတွက်အဓိပ္ပာယ်ရှိတဲ့အနေအထားမျိုးကိုဖန်တီးဖို့အတွက်ပတ်စံကိုဘယ်လိုမျိုးအသုံးပြုမှာလဲ personal finance strategy ဆိုင်ရာတွေကိုကျမတို့ဘယ်လိုလုပ်မလဲ behavior finance money psychology money mindset တွေကျမတို့ mix ဘယ်လိုလုပ်မှာလဲနှစ်ဖက်လုံးကကျမတို့တွေအရေးကြီးတယ်ကို့အနေထားမှာကကို့ကိုဘယ်သူတွေရှိရနေပါလေသင်ယူလို့ရတယ်လေကိုလက်ရှိလုပ်နေတဲ့အရာတွေကမှန်ကန်နေလားဒီຢာတွေလုပ်ရတော့မယ်ဟေ့ဆိုရင်ကျမတို့တွေတာဝန်ယူရမယ့်ຢာတွေအကောင်းဆုံးဘယ်လိုတာဝန်ယူကိုဘဝကိုအကောင်းဆုံးချဲ့ထွင်ပြီးတော့ကိုစွမ်းကိုစားရှိသမျှဘဝကိုအကောင်းဆုံးပြည့်ပြည့်ဝဝနေထိုင်တဲ့အနေအထားမျိုးဖြစ်အောင်လုံနိုင်စွမ်းရှိအောင်ကိုယ့်ကိုယ်ကိုဘယ်လိုအသုံးချအောင်လဲဆိုတာတွေဖြစ်ဖို့ကျမကတော့ဖိတ်ခေါ်ခြင်းနဲ့ဒီတော့တောက်လျှောက်ကျမပြောသွားခဲ့တဲ့အရာတွေအားလုံးကိုကျမတို့တွေလေ့လာစရာရှိတာလေလေ့လာကြမယ်ဆွေးနွေးစရာရှိတာတွေဆွေးနွေးကြမယ်အဖြေရှာစရာရှိတာတွေအဖြေရှာကြမယ်ပြဿနာတွေအတူဖန်တီးကြမယ်ဒါတွေအားလုံးကိုကျမနဲ့အတူဒီပါဝင်မဲ့ participant တွေအကုန်လုံးကိုအတူတူလုပ်ကြမယ်Life and Work Mastery ဆိုတဲ့ coaching program လေးရှိပါတယ်။ဒီ Life and Work Mastery မှာကျမတို့တွေရှိနေတဲ့ life stage တွေနဲ့ပတ်သက်ပြီးတစ်ဆင့်ချင်းစီကိုပဲရောက်နေတာလဲဆိုတဲ့အနေအထားကိုတစ်ခုချင်းစီကြည့်ရမယ်။ဘယ်အချက်တွေကိုကျမတို့တွေ step by step ရအောင်သွားမှာလဲဆိုတဲ့အရာတွေကျမတို့သိကြမယ်။ဒီတော့ Life and Work Mastery ဆိုတဲ့ coaching program လေးကိုစိတ်ဝင်စားရဲဆိုရင် join ဖို့ကျမဖိတ်ခေါ်လိုက်ပါတယ်။အသေးစိတ်ကိုတော့လာပြီးတော့အမေများစုံစမ်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်